2026ခုနှစ်ဟာကောင်းကင်ယံကိုစောင့်ကြည့်ရတဲ့ဝါသနာပါသူတွေအတွက်တော့တကယ်ကိုရေခေါ်စရာနှစ်တစ်နှစ်ဖြစ်လာမှာပါ။ NASA ကနေတရားဝင်ထုတ်ပြန်ထားတဲ့2026ရဲ့ထူးခြားဆုံးအာကာသဖြစ်စဉ်တွေကိုဒီဗီဒီယိုမှာကျွန်တော်စုစည်းတင်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဖေဖော်ဝါရီလထဲကထူးခြားခြင်းနဲ့စလိုက်ရအောင်ဗျ။ဖေဖော်ဝါရီ20ရက်နေ့ရောက်ပြီဆိုတော့ကောင်းကင်ယံမှာ Mercury, Venus နဲ့ပကျော်စနေ Uranus နဲ့ကျော်တော်ပတိကျူတို့ဟာနေဝေပြီးနောက်မှာတပြည့်တည်းပေါ်ထွက်လာမှာပါ။ဒါဟာဂျိုချလောက်တာတန်းတဲ့နေပါပေါ်လာမဲ့အစားပါတဲ့ဂျိုတက်စီမှုဖြစ်တဲ့တခုဖြစ်ပါတယ်။ဒီထဲကမှဂျူလီလုံးကတော့တာမန်မြင့်စင်းနေတောင်မြင်နိုင်မှာမို့လို့မလို့စတဲ့စောင့်ကြည့်ဖို့အပြန်ပြုချင်ပါတယ်။ဒီဂျိုတွေတန်းစီတဲ့မြေပွဲကိုကြည့်ပြီးလို့ရစ်ပါအကြောင်းမှာမလ3ရင်းနေမှာတော့နောက်ထပ်ရေသန့်စုမှုပဲဖြစ်တဲ့တခုထပ်ပြစ်လာအောင်ပါဒါကတော့လောက်အပြီးချက်ချေဖြစ်ပါတယ်အထူးသဖြင့်မြောက်အမေရိကဖေကသူတွေအတွေ့တော့ဘလောက်မှုလို့ခေါ်တဲ့သွေးရော်လွှမ်းမိုးနေတဲ့လောက်မေကြီးကိုအထည်ရှားပြီးတွေ့ရမှာဖြစ်ပါတယ်လောက်မေကြီးကအဖြေရွာကနေအနီရောင်ဖြတ်ပြောင်းသွားမဲ့မြေပွဲကတကယ်ကိုထူးခြားရှားပြလောပါတယ်လောက်ကြောင်ပြရရတော့မေလ31ရက်နေ့မှာဖြစ်ပေါ်မဲ့ဘလူးမူဖြစ်စေကိုလည်းချက်ထားလို့မရပါဘူးဘလူးမူဆိုတာကတော့တလထဲမှာလနှစ်ခါပြည်တဲ့ရှားပါတဲ့အခြေအနေကိုခေါ်တာပါဒါကြောင့်လည်း2026ခုနှစ်မှာကျွန်တော်တို့ဟာလောက်အပြည့်ပါ73ကျင်းအောင်မြေတွေးခွေရတော့မယ်နေ့ဖြစ်ပါတယ်။နောက်မြေကတော့ဘလူးမွေးဆိုပြီးမှလောက်ပြသွားတော့မြေမဟုတ်ပဲစားကောင်းမှုကိုပူဇော်ပြတော့ဖြစ်လို့မမရရောက်ဆောင်ကြည့်ပေးတဲ့ညညဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့အားလုံးအကျဉ်းချုပ်ဖြစ်မဲ့ကျယ်မိုးရွာချေကိုမြေတွေးရမှာပါ။ဘောလာ12ရက်နေ့17ရက်နေ့တွေမှာဖြစ်ပေါ်လာမှာဖြစ်ပြီးဒါဟာနေ့စဉ်နေ့တိုင်းမှာအကောင်ဆုံးတဲ့အလောက်ဆုံးကျယ်မိုးရွာချေဖြစ်ပါတယ်။ဒီနေ့မှာပူထူးခြားတာကလောက်မေအလင်းနောက်ရှင်းမှုလည်းမရှိတာကြောင့်ကျယ်မိုးရွာတော့ကိုအတောက်ပေါက်ဆုံးပြီးတွေ့ရမယ်လောက်ဖြစ်ပါတယ်။ကဲတရားတွေကိုစောင့်ကြည့်ရတဲ့ဝါသနာပါသူတွေအတွက်တော့ဒီညဟာလင်းမလုံးစတဲ့စောင့်ကြည့်ရမယ့်အချိန်ပါပဲ။ဒါဆိုတော့2026မှာကျွန်တော်တို့ကြုံတွေ့ရမယ့်အာကာသရဲ့အလားပါမှုတွေကိုအပြည့်အဝခံစားရမှာပါ။ပရိသတ်ကြီးတို့ရောဘယ်လိုဖြစ်စေကိုစောင့်ကြည့်ချင်တယ်လဲဗျ။အမေမှာမျက်ဝေပေးသွားကြပါဦး။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအမြဲတမ်းကြည့်နေဖို့အတွက်ကျွန်တော် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ကျွန်တော်တော့မပိုင်စီဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်